အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျမ YouTube channel မှာရာဇဝင်အကြောင်းတွေဒဏ္ဍာရီအကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားဖွယ်အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel ကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုအပ်ပါတယ်ရှင်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့အိန္ဒိယဒဏ္ဍာရီတွေကအချစ်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ရှာဂျဟန်နဲ့မမ်တာဂျ်မဟာတို့ရဲ့အကြောင်းပါဒါဟာကမ္ဘာပေါ်မှာအလှပဆုံးအချစ်တင်ကေတာတစ်ခုအဖြစ်လူသိများပါတယ်။ရှာဂျဟန်ရဲ့မူလအမည်ကတော့မင်းသားခရမ်ရှီဟတ်အာလမ်ဖြစ်ပါတယ်။သူဟာမဂိုဧကရစ်ဂျာဟန်ဂီရီရဲ့တတိယမြောက်သားတော်ဖြစ်ပါတယ်။ပညာရေးကောင်းမွန်စွာသင်ယူခဲ့ရပြီးစစ်ရေးမှာလည်းထူးချွန်တဲ့မင်းသားတစ်ပါးဖြစ်ပါတယ်။1609ခုနှစ်မှာအသက်15နှစ်အရွယ်မင်းသားဟာအာဂျူမန်ဘာနူဘီဂမ်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆစ်ဆက်ခဲ့ပါတယ်။အာဂျူမန်ဟာအာဆတ်ခန်ရဲ့သမီးဖြစ်ပြီးသူမရဲ့မိသားစုဟာမဂိုနန်းတွင်းမှာအရေးပါတဲ့နေရာတစ်ခုကိုရယူထားပါတယ်။သူတို့နှစ်ဦးဟာဆစ်ဆက်ပြီးနောက်9နှစ်အကြာမှာ1612ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ရှာဂျဟန်ဟာသူ့ရဲ့ဇနီးအပေါ်မှာအလွန်အင်မတန်ချစ်မြတ်နိုးခဲ့ပါတယ်။မဂိုဧကရစ်တွေဟာနိုင်ငံရေးအရာအိမ်အောင်ရေးတွေကိုပြုလုပ်လေ့ရှိပေမဲ့ရှာဂျဟန်နဲ့အာဂျူမန်တို့ရဲ့ဆက်ဆံရေးဟာအဲ့ဒီထက်ပိုနှဆိုင်ခဲ့ပါတယ်။သူမဟာသူ့ရဲ့အကြံပေးယုံကြည်ရတဲ့မိတ်ဆွေနဲ့အမြဲတမ်းအားပေးကူညီသူဖြစ်ခဲ့ပါတယ်။ရှာဂျဟန်ဟာသူမကိုမမ်တက်ဂျ်မဟာလို့ချစ်စနိုးနဲ့ခေါ်ဝေါ်ခဲ့ပြီးအဲ့ဒီအမည်ရဲ့အဓိပ္ပာယ်ကနန်းတော်ရဲ့ယရနာဒါမှမဟုတ်နန်းတော်ရဲ့အလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်။ရှာဂျဟန်နဲ့မမ်တက်ဂျ်မဟာတို့ရဲ့အိမ်အောင်သက်တမ်းဟာနှစ်ပေါင်း19နှစ်ကြာမြင့်ခဲ့ပြီးအဲ့ဒီကာလအတွင်းမှာသူတို့ဟာသားသမီး14ယောက်ထွန်းကားခဲ့ပါတယ်။မမ်တက်ဂျ်မဟာကခင်မွန်းရဲ့ခရီးစဉ်တွေစစ်ပွဲတွေမှာအမြဲလူလိုက်ပါလေးရှိပြီးသူ့အတွက်အားပေးမှုကူညီမှုတို့ကိုပေးခဲ့ပါတယ်။သူမဟာပြည်သူတွေအပေါ်မှာလည်းစေတနာထောက်ထားတဲ့စိတ်ရှိသူတဦးဖြစ်ပြီးစင်ရွယ်နှမ်းပါသူတွေကိုကူညီထောက်ပံ့လေ့ရှိပါတယ်။ဒါပေမဲ့ကလေးမီးဖွားတဲ့အခါတိုင်းမမ်တက်ဂျ်မဟာဟာကျမ်းမာရေးအတော်လေးချို့တက်ခဲ့ပါတယ်။1632ခုနှစ်မှာဘူရဟန်ပူမှာသူမရဲ့14ယောက်မြောက်သမီးဂိုဟာရာဘီဂန်ကိုဖွားမြင်ပြီးမကြခင်မှာပဲသူမဟာယောဂဝေဒနာကိုမခံနိုင်တော့ပဲကွယ်လွန်သွားခဲ့ရပါတယ်။သူမရဲ့ရုတ်တရက်ကွယ်လွန်မှုဟာရှာဂျဟန်အတွက်အကြီးမားဆုံးသောဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဇနီးတဲ့ရဲ့ကွယ်လွန်မှုကြောင့်ရှာဂျဟန်ဟာအလွန်ခံစားခဲ့ရပြီးနိုင်ငံရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကိုပင်စိတ်ဝင်စားတော့ဘူးလို့ဆိုကြပါတယ်။သူ့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုတက်တာစေဖို့နဲ့သူ့ရဲ့ချစ်ဇနီးကိုထာဝရအောင်မေ့သတိရစေဖို့အတွက်သူဟာကမ္ဘာပေါ်မှာအတုမရှိတဲ့အထိမ်းအမှတ်အဆောက်အုံကြီးတစ်ခုကိုတည်ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။1632ခုနှစ်မှာမမ်တက်ဂျ်မဟာရဲ့အုပ်ကူကိုအာဂရာမြို့မှာစတင်တည်ဆောက်ခဲ့ပါတယ်။ရှာဂျဟန်ဟာအကောင်းဆုံးသောဗိတုကာပညာရှင်တွေလက်မှုပညာရှင်တွေကျောက်စစ်သမားတွေနဲ့တခြားသောကျွမ်းကျင်သူတွေကိုအိန္ဒိယနိုင်ငံနဲ့အလယ်ပိုင်းအာရှဒေသကနေစူးစီးခေါ်ယူခဲ့ပါတယ်။တာဂျ်မဟာရဲ့ဒီဇိုင်းဟာပါရှန်အစ္စလာမ်နဲ့အိန္ဒိယဗိတုကာလက်ရာတွေကိုပေါင်းဆက်ထားပြီးအလွန်လက်ရာမြောက်လာပါတယ်။အဆောက်အအုံတစ်ခုလုံးကိုအဖြူရောင်စကြင်ကျောက်တွေနဲ့တိဆောက်ထားပြီးနေရန်နေမှာလည်းလှပတဲ့ကြောင်မြတ်ရတနာတွေနဲ့အနုစိတ်စွာထွင်းထုထားပါတယ်။အဓိကအုပ်ကူအဆောက်အုံရဲ့အပေါ်မှာထဲဝါတဲ့အမိုးခုံးကြီးတစ်ခုရှိပြီးအဲ့ဒီအမိုးခုံးရဲ့ဘေးပတ်လဲမှာလည်းတင်းငယ်တဲ့အမိုးခုံးလေးတွေထားရှိထားပါတယ်။တာဂျ်မဟာရဲ့ပတ်ဝန်းကျင်မှာကျယ်ဝန်းတဲ့ဥယျာဉ်တွေရေကန်တွေနဲ့ဗလီတွေလည်းတည်ရှိပါတယ်။တာဂျ်မဟာကိုတည်ဆောက်ဖို့အတွက်နှစ်ပေါင်း22နှစ်ကြာမြင့်ခဲ့ပြီး1653ခုနှစ်မှာပြီးစီးခဲ့ပါတယ်။အဲ့ဒီအချိန်ကကုန်ကျစရိတ်ဟာအလွန်များပြားခဲ့ပြီးမဂိုအင်ပါယာရဲ့ဗန်ဒါရေးကိုပင်အတော်လေးထိခိုက်စေခဲ့တယ်လို့ဆိုကြပါတယ်။သူ့ရဲ့ဇနီးအတွက်အန်အောဖွယ်အထိမ်းအမှတ်အဆောက်အုံကြီးကိုတည်ဆောက်ပြီးနောက်ရှာဂျဟန်ဟာနောက်ဆက်နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နောက်ပိုင်းဘဝဟာတာယာလှပခြင်းမရှိခဲ့ပါဘူး။သူ့ရဲ့သားတော်
အာနာလူပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာရှာဂျဟန်ဟာအာဂရာခံတပ်မှာအကျဉ်းချခံခဲ့ရပါတယ်။အကျဉ်းချခံထားတဲ့ကာလတွေမှာရှာဂျဟန်ဟာတက်မဟာကိုလှမ်းမြော်ကြည့်ရင်သူ့ရဲ့ချစ်စနီးကိုတန်တန်တတဆွဲလန်းနေခဲ့တယ်လို့လည်းဆိုခဲ့ပါတယ်။1666ခုနှစ်မှာရှာဂျဟန်ကွယ်လွန်တဲ့အခါသူ့ရဲ့ရုပ်အလောင်းကိုလည်းမမ်တက်မဟာရဲ့ဘေးမှာမြုပ်နှံခဲ့ပါတယ်။ယနေ့အချိန်ထိတက်မဟာဟာကမ္ဘာပေါ်မှာအလှပဆုံးအဆောက်အုံတွေကတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီးနှစ်စဉ်ကမ္ဘာတဝန်းကခရီးသွားတန်းပေါင်းများစွာလာရောက်လည်ပတ်ကြပါတယ်။ဒါဟာရှာဂျဟန်ရဲ့သူ့ဇနီးအပေါ်ထားတဲ့မေတ္တာရဲ့ထာဝရတသက်တစ်ခုဖြစ်ပြီးအချစ်ရဲ့အင်အားနဲ့မေတ္တာရဲ့ထာဝရတည်မြဲမှုတို့ကိုပြသနေတဲ့အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ကြည့်ရှုပေးမှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။